cryptocurrency ကိုစိတ်ဝင်စားလို့ YouTube ဗီဒီယိုတွေ Facebook ဗီဒီယိုတွေ TikTok တွေမှာတွားရောက်လေ့လာတဲ့အခါမှာသူတို့သုံးတဲ့ cryptocurrency စကားလုံးတွေကိုမသိဘူးဆိုရင်ကျွန်တော်တို့အတွက်လေ့လာရတာအဆင်မပြေပါဘူးဒီဗီဒီယိုလေးမှာတော့ cryptocurrency ဝေါ်မှာသုံးတဲ့စကားလုံးတွေကိုလူများနားလည်လျောက်အရုပ်ရှင်းဆုံးနဲ့ရှင်းပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါလမ်း crypto ဝင်ပြီး YouTube channel နဲ့ကြိုဆိုလိုက်ပါတယ်cryptocurrency လောကထဲကိုဝင်ရောက်လာတဲ့ beginner တွေအတွက်မဖြစ်မနေသိရမယ် crypto နဲ့ပတ်သက်တဲ့စကားလုံးတွေကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့ altcoin ဆိုတာကတော့ Bitcoin မဟုတ်တဲ့ကျန်တဲ့ crypto coin တွေအားလုံးကိုပြောတာပါ။ဥပမာ Ethereum, Solana တို့အကုန်လုံးက altcoin တွေပဲဖြစ်ပါတယ်။ crypto တွေကို trading မဲ့လုပ်လို့ investment လုပ်လို့မဖြစ်မနေသိရမယ့်စကားလုံးကတော့ liquidity ဆိုတဲ့စကားလုံးပါပဲ။ liquidity ဆိုတာက asset တစ်ခုကိုလွယ်လွယ်တကူကူဝယ်အောင်လုပ်နိုင်မှုပါ။ coin တစ်ခုကရောင်းလို့လွယ်တယ်ဝယ်လို့လွယ်တယ်ဆိုရင် liquidity မြင့်တယ်လို့ခေါ်ပါတယ်။နောက်တစ်ခုအနေနဲ့ထပ်သိရမှာကတော့ volatility ဆိုတဲ့စကားပါ volatility ဆိုတာက price ရဲ့အပြောင်းလဲဖြစ်နေတဲ့ level ကိုပြောတာပါ crypto market တွေက volatility အများမြင့်တယ်အဲဒါကြောင့်ဈေးအတက်ကြအများကြမှာ